လူတယောက်ဒီအတိုးစားကြွေးချက်3သိန်းကျော်ထားရှိတော်လဲတပြားမျှမဆက်ပဲကြွေးရှင်ထံမှအလုတ်ကင်ကိုပါအခမဲ့ရယူရန်စူးစမ်းသည်လူမင်းကဦးလေးဆန်အားကျွန်တော်ခမည်းအတွက်ကြွေးကောက်ပေးပါမယ်ကျွန်တော်ငွေပြန်ရအောင်ကောက်ယူနိုင်သမျှကြွေးကပြည်လေသွားမှာတေချပါတယ်ဟုပြောသည်မိမိ၏စွမ်းရည်ကိုတက်တည်ပြရန်ဦးလေးဆန်အားမြည်သူမှကောက်မရသောကြွေးတစ်ခုကိုပေးအပ်ရန်တောင်းဆိုပြီးရင်းကိုချက်ချင်းတိုင်တွယ်မိဟုဆိုသည်ဦးလေးဆန်ကသူ့အားရှိရိုက်လန်ဆောက်လုပ်ရေးလုပ်ငန်းခွင်ကန်ထရိုက်တာကြော်ရာဘောထံမှကျပ်10သိန်းတန်ကြွေးစာချုပ်ကိုပေးသည်ပုံမှန်ကော်မရှင်တုံးမှာလေးဖြစ်တော်လဲလူမင်းကရှစ်တောင်းသည်ဦးလေးဆန်ကမင်းငွေကိုအယူမှုဖြစ်နေတာလားဟုနောက်သည်လူမင်းကခမည်းဒီကြွေးကိုဘလို့မှကောက်မရဘူးလေရှစ်ကမများလုံးပါဘူးဟုပြန်ဖြေသည်ဦးလေးဆန်ကသဘောတူပြီးလူမင်းကကျပ်10သိန်းပြန်လဲရရှိပါကသူ၏ကြွေးကိုအတိုးကင်းစေမည်ဖြစ်ပြီးသူ၏欠的债不计利息，还不会有人再去打扰他的父母和朋友。三叔开出的条件足够有诚意，陆明准备殊死一搏。三叔，这个赵大宝很难缠的，他的靠山是马德荣哎。大学生挺有意思的。မိသားစုနှင့်မိတ်ဆွေများကိုလည်းမိသူများနှောက်ယှက်တိုက်ခိုက်မည်မဟုတ်ကြောင်းကတိပေးသည်ဦးလေးဆန်၏လက်အောက်ငယ်သားကကြော်ရာဘောဟာကင်တွေရခတ်တဲ့လူသူ့ရဲ့ကြောထောင်းနောက်ခံကမားရုံပဲဟုတတိပေးသည်ဦးလေးဆန်ကပြုံးလျက်ဒီကောလိပ်သားလေးစိတ်ဝင်စားစရာပဲဟုဆိုသည်လူမင်းသည်မစင်မချင်းမလုံဆောင်ပဲစောက်လုပ်ရေးလုပ်သားဖြစ်ဖုံးကွယ်ကလှဲတွန်းလျက်လုပ်ငန်းခွင်ကိုစောင့်ကြည့်သည့်အနေရကင်းရှိရေးဆိုင်ရာချိုးဖောက်မှုများအလုပ်ချိန်အတွင်းအရက်တောက်သုံးမှုများနှင့်လုပ်ငန်းခွင်တွင်စီကံလုံးဝမရှိသည်ကိုတွေ့ရှိသည်အစားအသောက်မှာလည်းအလုံးညံပြင်းပြီးဟင်းရည်ကြီးတွင်အသားမပါဝင်ပဲအလုပ်သမားများ၏ပြင်းထန်သောအလုပ်အားကိုမထောက်ပံ့နိုင်ပေလူမင်းကအလုပ်သမားများနှင့်စကားပြောရာတွင်ရင်းတို့သည်3လကြာလုပ်ခမရသေးကြောင်းစာချုပ်များလုံးဝမထိုးခဲ့ကြောင်းနှင့်ခြေထောက်တန်ရာရသွားသောအလုပ်သမားတဦးမှလည်းရော်ကြီးငွေမရရှိကြောင်းသိရသည်却连1分钱赔偿都没。သူသည်ကြော်ရာဘောကိုချင်းချောက်ရန်ညအိတ်ချိန်တွင်အထောက်ထားများကိုစုဆောင်းသည်လူမင်းကအထောက်ထားများကိုတင်ပြသောအခါကြော်ရာဘောကရေမောကသူ၏ကြောထောင်းနောက်ခံမှာမြည်သူဖြစ်သည်ကိုသိလားဟုမေးသည်လူမင်းကဘသူပဲဖြစ်ဖြစ်ကျွန်တော်ဂရုမစိုက်ဘူးဒီနေ့ငွေကိုယူခြင်းနဲ့မဟုတ်ရင်ခမရဲ့လုပ်ငန်းခွင်ကိုပိတ်ပစ်မယ်ဟုပြောသည်ကြော်ရာဘော၏လူများကလူမင်းကိုရိုက်နှက်တော်လဲလူမင်းကပြန်လဲတိုက်ခိုက်ကကြော်ရာဘော၏လေဘင်းကိုစုပ်ကန်လျက်ငွေဆက်မာလားဟုတောင်းဆိုသည်လူမင်းကကြက်တဲ့တုံညကိုဦးလေးဆန်ရှိတွင်တင်လိုက်သောအခါသူ့အားတင်သွားသည်ဦးလေးဆန်ကသူ့အားကော်မရှင်ကျပ်8တောင်းပေးကလူမင်းကရှာရှုဟုအမည်ရသောမိန်းကလေးတဦးကိုရှာဖွေပေးရန်တောင်းဆိုသည်ထိုသူမှာသူ၏ချစ်သူဖြစ်သည်ရှာရှုသည်အဓမ္မပြုခြင်းခံရပြီးနောက်ကိုဝင်ရှိလာကစကားတခွန်းမျှမပြောဘဲအိမ်မှထွက်ခွာသွားခဲ့သည်လူမင်းသည်သူမကိုနိုင်ငံတော်ဝန်လုံးတွင်6လကြာရှာဖွေခဲ့ပြီးအချိန်တွင်သူမရှိမှောက်၌ပင်ထိုင်ခဲ့တော်လဲသူမကသူ့ကိုလက်ခံတွေ့ဆုံရန်ညှဉ်းဆန်ခဲ့သည်好感倍增，按照约定，他爽快支付给陆明8万块的提成。在取得三叔的信任后，陆明想求他办一件事，能不能帮我找到这个女孩？照片上是陆明的女友夏雪，在意外怀上强奸犯的孩子后，他不声不响地选择了离家出走。陆明往返全国各地找了半年，有一次甚至就坐在夏雪对面，可对方就是不肯与他相见。这期间，发小林华为了帮他偿还高利贷，从即将倒闭的船厂辞职后，应聘了一份看灯塔的工作。不是因为工资有多高，而是强奸犯的尸体就被他买。လူမင်း၏ငယ်တငယ်ချင်းလင်းhòaသည်တင်မောချင်းတွင်အလုံးမနှုတ်ထွက်ကမိပြတိုက်ဆောင်ဖြစ်လောက်ကင်သည်လာစာမြင်မာသောကြောင့်မဟုတ်ပဲအဓမ္မပြုကျင့်သူ၏အလောင်းကိုထိုနေရာတွင်မြုပ်နှံထားခဲ့သောကြောင့်တိုးဝက်ချက်ကိုတင်စီထားလိုသောရည်ရွယ်ချက်ဖြစ်သည်လင်းhòaသည်ကမ်းခြေတွင်ရေဆိုးပျက်စီးနေသောဥဒ္ဒဆန်ဂိမ်းဆက်များစွာကိုရေဆေးတင်လာသည်ကိုတွေ့ရှိသည်သူသည်မိမိ၏အရေးချင်းဖြင့်ရင်းတို့ကိုပြုတ်ပြင်ကတလုံးလျင်ရွမ်300နှုန်းဖြင့်ရောင်းချပြီးမကြမီတွင်ရွမ်1000စုဆောင်းနိုင်သည့်ပိုင်ရှင်ကသူ့ကိုရှာတွေ့တော်လဲသူ၏ပြုတ်ပြင်မှုဆွဲရည်ကိုသဘောကျကရေရှည်ပူးပေါင်းဆောင်ရွက်ရန်ကမ်းလှမ်းပြီးလင်းhòaသည်ရွမ်2000ရရှိသည်လင်းhòaကထိုငွေကိုလူမင်းအားကျွေးတစိတ်တစ်ပိုင်းဆက်ရန်ပေးတော်လဲလူမင်းသည်လမ်းမသို့ရောက်သွားကြောင်းသိရသည်လူမင်းကမိမိအစီအစဉ်ကိုရှင်းပြသည်ဦးလေးဆန်တွင်မားရုံပေါ်ရန်ညိုးရှိသောကြောင့်ဦးလေးဆန်၏ဩဇာအာဏာကိုအသုံးချကမားရုံ၏ရာဇဝတ်မှုဆိုင်ရာထောက်ထားများကိုစုဆောင်းပြီးသူ့ကိုပြုတ်ကျစေရန်ရည်ရွယ်ကသူတို့3ဦးအသက်ရှင်ကျန်ရစ်နိုင်ရန်ဖြစ်သည်သူကငါတို့လွတ်မြောက်နိုင်ုံနဲ့ငါပါဖြစ်ဖြစ်ဂရုမစိုက်ဘူးဟုဆိုသည်ကိုဝင်ဆောင်ရှာရှုသည်ရေရှည်အာဟာရချို့တဲ့မှုကြောင့်သူမ၏အိတ်ဆောင်တွင်လဲကျကတတိလစ်သွားသည်တယောက်ယောက်ကမြင်မြင်တယောက်ယောက်လာကူညီစမ်းကူညီပါဟုအော်ဟစ်လိုက်သည်